ဝရိပက္ခိယတရားကိုလေ့လာသုံးသပ်ခြင်းအပိုင်း10ပီတိတန်ဘောဇဉ်ဒီကနေ့ပီတိတန်ဘောဇဉ်နဲ့ပတ်သက်ပြီးရှင်းလင်းဟောကြားပါမယ်ပီတိဆိုတာမဂ္ဂင်၈ပါးထဲမှာတော့မပါဘူးသို့တော်ပီတိကလည်းအသိဉာဏ်ရဖို့အခြေခံတွန်းအားတစ်မျိုးဖြစ်တယ်နှစ်သက်ကျေနပ်မှုပီတိဆိုတာအာယုံကိုကြည့်ပြီးဘယ်အာယုံနဲ့နှစ်သက်ကျေနပ်တယ်လဲလို့ပီတိရဲ့တန်ဖိုးကိုဆုံးဖြတ်ကြရမယ်ကာမဂုဏ်အာယုံနဲ့ပတ်သက်ပြီးပီတိဖြစ်ရင်လောဘနဲ့တွဲလာလို့အဲ့ဒီပီတိဟာလောဘအကျိုးပေးတယ်လို့အကျိုးပေးတဲ့ပီတိပဲလောဘအကျိုးပေးတယ်လို့အကျိုးပေးတဲ့ပီတိပဲအကောင်းလို့ပြောလို့မရဘူးအစာတစ်ခုဟာအစိမ့်နဲ့ရောသွားလို့ရှိရင်ထိုအစာဟာအန္တရာယ်ရှိတဲ့အစာဖြစ်သွားပြီထို့အတူပဲဒီပီတိဟာလောဘနဲ့ရှင်တွဲပြီးလာမယ်ဆိုလို့ရှိရင်တော့အစိတ်ပါနေတဲ့အစာလိုပဲကောင်းကျိုးချမ်းသာအတွက်မဖြစ်ဘူးလောကလူတွေရရှိနေကြတဲ့ပီတိဆိုတာကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်တဲ့ပီတိပဲရတာများတယ်သားသမီးလိုချင်တဲ့မိခင်ဖခင်တွေလည်းသားသမီးရလာတဲ့အခါပီတိဖြစ်ကြတယ်မယောင်းဝယ်လုပ်တဲ့ပုံကိုယ်တွေလည်းရောင်းအားဝယ်အားတွေကောင်းလာလို့ရှိရင်ကိုယ့်အလုပ်ပေါ်မှာပီတိတွေဖြစ်တယ်အဲ့ဒီပီတိမျိုးကတန်ဘောဇဉ်ကမဖြစ်ဘူးဘယ်လိုပီတိကမှတန်ဘောဇဉ်ဖြစ်နိုင်မလဲလို့ဆိုရင်သမထကျင့်စဉ်တစ်ခုကိုကျင့်လို့ပထမဇန်ရပြီးကာမဂုဏ်အာယုန်ကင်းတဲ့ချမ်းသာဒုက္ခကိုခံစားရလို့ပီတိဖြစ်တယ်ဆိုရင်အဲ့ဒီပီတိဒုက္ခကိုဝိဝေကစားပီတိဒုက္ခလို့ခေါ်တယ်ဝိဝေကဆိုတာကာမအာယုန်နဲ့အကုသိုလ်မှလွတ်ကင်းပြီးလောဘအတွေးမှလွတ်သွားတဲ့ပီတိဒုက္ခဖြစ်တယ်အဲ့ဒီပီတိဒုက္ခကိုဝိဝေကစားပီတိဒုက္ခလို့ဒီလိုပြောတာနိဝရဏတရားတွေကိုရှင်းလိုက်နိုင်တယ်တခြားကိလေသာတွေအကုသိုလ်တရားတွေကိုလည်းဖယ်ထားနိုင်တယ်နိဝရဏတရားတွေကင်းသွားပြီးအကုသိုလ်တရားတွေကိုဖယ်ရှားထားခြင်းကြောင့်ကောင်းမြတ်တဲ့အာယုန်တစ်ခုပေါ်မှာကြည်နူးနေတဲ့ပီတိဓမ္မနဲ့ပတ်သက်တဲ့ပီတိပဲဒီတော့သမထကျင့်စဉ်အရပထမဇန်နဲ့ရှင်တွဲလာတဲ့ပီတိကအာလောဘအာဒေါသအာမောဟဆိုတဲ့ကောင်းမြတ်တဲ့အရေးချင်းတွေရှိတဲ့တရားတွေရဲ့ပံ့ပိုးမှုနဲ့ဝိဝေကစားပီတိဖြစ်တယ်ဒီတဲ့အစင်းမြင့်လို့ဒုတိယဇန်ရလာပြီဆိုရင်တမာတိဇပီတိတမာတိကြောင့်ဖြစ်ပေါ်လာတဲ့ပီတိဒီတော့ပီတိကဇန်အာယုန်နဲ့ပတ်သက်လို့ဝိဝေကစားပီတိနဲ့တမာတိဇပီတိလို့နှစ်မျိုးရှိတယ်တမာတိဇဆိုတာတမာတိကြောင့်ဖြစ်ပေါ်လာတဲ့ပီတိမျိုးဒီပီတိမျိုးကတော့လက်ခံထိုက်တဲ့ပီတိမျိုးဖြစ်တယ်နောက်တစ်ခုကဝိပဿနာတရားကိုကျင့်ကြံကြိုးကိုအားထုတ်လို့ရလာတဲ့ပီတိမျိုးကဝိပဿနာပီတိဖြစ်တယ်အမာနုတိရတိဟောတိတမ္မာဓမ္မဝိပတ္တတောဆိုတဲ့ပီတိမျိုးပေါ့ပီတိဆိုတာဒုက္ခဝေဒနာနဲ့ရှင်တွဲပြီးဖြစ်တော်လဲဒုက္ခမဖြစ်မီကြိုတင်ထင်ရှားလာတာကပီတိအာယုံအရသာကိုတွေးရှိခံစားရလို့နောက်ပိုင်းမှာဖြစ်လာတာကဒုက္ခပီတိနဲ့ဒုက္ခကရှင်တွဲပြီးတော့ဖြစ်တာဘာဖြစ်လို့ရှင်းနောက်လို့ပြောနေရတော့ဆိုရင်ထင်ရှားတာနဲ့မထင်ရှားတာကိုကြည့်ပြီးပြောတာပီတိဖြစ်နေတဲ့အချိန်မှာဒုက္ခကမထင်ရှားဘူးဒုက္ခဖြစ်လာတဲ့အချိန်မှာတော့နှစ်ခုစလုံးထင်ရှားတယ်လို့ပြောရမယ်ပီတိနဲ့ဒုက္ခတွဲဖြစ်တာကိုကြည့်ပြီးယထပီတိတထဒုက္ခပီတိရှိတဲ့နေရာမှာဒုက္ခရှိတယ်ယထဒုက္ခတထနနိယာမတောပီတိဒုက္ခရှိတိုင်းတော့ဧကံပီတိမဖြစ်ဘူးတဲ့ပီတိလက္ခဏာစသည်ပီတိဆိုတာဖရဏလက္ခဏာပီတိဟာတကူလုံးပြန့်နှံ့ခြင်းလက္ခဏာရှိတယ်ကျင်းနဲ့အားရပြီးဆိုရင်တကူလုံးကျင်းနဲ့အားရတာတကူလုံးပြန့်ပြီးဖြစ်တတ်တယ်နောက်တစ်ခုကတုဋ္ဌိလက္ခဏာပီတိဟာကျင်းနဲ့ခြင်းလက္ခဏာရှိတယ်ပီတိဆိုတာကျင်းနဲ့နေတာဒါပီတိရဲ့သဘောပီတိရဲ့ဆောင်ရွက်ချက်ကကိုယ်နှင့်စိတ်ကိုနှိမ့်ညွတ်စေတတ်တဲ့ကိစ္စရှိတယ်ခန္ဓာကိုယ်နေရထိုင်ရတာကောင်းတယ်စိတ်ထဲမှာကျင်းနဲ့နေတယ်မကျင်းနဲ့တာမရှိဘူးအဲလိုကျင်းနဲ့အောင်ဘယ်သူကလှုပ်ပေးနေတော့ဆိုတော့ပီတိကလှုပ်ပေးနေတာဒါကြောင့်မလို့ပီနနရတ္တာနှိမ့်ညွတ်စေခြင်းကိစ္စရှိတယ်စိတ်ထဲမှာအလိုကြတယ်အလိုကြအောင်ဖြည့်ဆည်းပေးနိုင်တာကပီတိယောဂီပုဂ္ဂိုလ်တွေကပီတိကိုဆင်ញင်တဲ့အခါအခုလိုလက္ခဏာရှုထောင့်ကမြင်ခြင်းမြင်မယ်ယတ္တရှုထောင့်ကမြင်ခြင်းမြင်မယ်နောက်ဆုံးပီတိရဲ့အသွင်သဏ္ဍာန်ကိုဘယ်လိုမြင်ရတယ်လဲဆိုရင်ဩရာကြပစ္စုပ္ပတ္ထာနာစိတ်အားတွေတက်လာတဲ့အနေအထားကိုတွေ့ရတယ်ကာယစိတ်ကလန်းဆန်းလာတယ်ပီတိဖြစ်နေမျက်နှာလည်းလန်းဆန်းတယ်စိတ်ကလည်းလန်းဆန်းတယ်အဲ့ဒါကိုပြောတာအပေါ်တက်နေတဲ့ပီတိနဲ့ရှင်တဲ့စိတ်ဟာအပေါ်ကိုတက်တာကိုကလည်းလန်းလန်းဆန်းဆန်းတက်တက်ကြွကြွဖြစ်လာတယ်လန်းဆန်းတက်ကြွတဲ့အနေအားဖြင့်ယောဂီရဲ့ဉာဏ်မှာမြင်ရတယ်ကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်တာမျိုးမဟုတ်ဘဲတရားဓမ္မနဲ့ပတ်သက်တဲ့ပီတိမျိုးဖြစ်အောင်မွေးမြူပေးရမယ်ကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်တဲ့ပီတိကတော့မွေးမြူစရာမလိုပါဘူးသူဟာသူအလိုလိုဖြစ်တာလို့ပြောရမယ်လွယ်ဖြစ်တယ်တရားကျင့်ဖို့မလိုဘူးကောင်းတာတွေးလိုက်ရင်ဝမ်းသာတရားသတင်းစကားကြားရရင်ပီတိကဖြစ်ပြီးဒီတော့ကာမဂုဏ်ကိစ္စတွေနဲ့ပတ်သက်တဲ့ပီတိကဖြစ်မြဲပဲအဲ့ဒီပီတိမျိုးကအကုသိုလ်ကိုတိုးပွားစေပြီးကုသိုလ်ကိုရုပ်ရော့စေတာဖြစ်သောကြောင့်မထားတဲ့ပီတိဖြစ်စေကြောင်းတရားများပီတိကိုဖြစ်စေနိုင်တဲ့အကြောင်းတရားတွေရှိတယ်ပီတိကိုဖြစ်စေနိုင်တဲ့အကြောင်းတရားတွေကိုမှန်မှန်ကန်ကန်နှလုံးသွင်းတတ်လာပြီဆိုရင်ပီတိဟာဖြစ်လာတာပါပဲပီတိဖြစ်ဖို့ရှောင်စရာနဲ့စောင့်စရာဒီနှစ်ခုကိုသိရမယ်ပီတိဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုရင်ရှောင်စရာကိုရှောင်စောင့်စရာကိုစောင့်ရမယ်ဒီတော့ဘာတွေရှောင်ရမှာတော့ဆိုရင်စိတ်ကအကုသိုလ်တွေ
အပူပင်တွေနဲ့လွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တယောက်ဆိုပါစို့လောဘတွေဒေါသတွေမောဟတွေမာနတွေခဏခဏဖြစ်ပြီးတော့ဝမ်းသာစရာ၆တွေ့နေတဲ့ပုဂ္ဂိုလ်မျိုးဝမ်းသာစရာကင်းမဲ့နေတဲ့ပုဂ္ဂိုလ်မျိုးတနည်းအားဖြင့်ရဲ၍ပြုံး၍မရသောမျက်နှာရှင်တွေပေါ့အဲ့ဒီပုဂ္ဂိုလ်မျိုးနဲ့မပေါင်းနဲ့ပီတိဖြစ်မှာမဟုတ်ဘူးဟုတ်တယ်လေတချို့မျက်နှာကြောတင်ပြီးပြုံးလို့တော့မရဘူးဖြစ်နေတယ်အဲ့ဒီပြုံးမရတဲ့မျက်နှာရှိတဲ့ပုဂ္ဂိုလ်မျိုးကိုအပေါင်းအသင်းမလုံးနဲ့ဒါဟာရှောင်ရမယ်ဟာဆောင်ရမယ်ဟာကတော့ပီတိဖြစ်တဲ့ပုဂ္ဂိုလ်တွေကိုပေါင်းသင်းဆက်ဆံရမယ်ဥပနိဒယပစ္စယောအရာကောင်းတဲ့ပုဂ္ဂိုလ်နဲ့တွဲရင်ကောင်းတာဖြစ်လာမယ်ဓာတ်ခန်းထဲဝင်ပြီးကူးတဲ့ဓာတ်ကူးတာမဟုတ်ဘူးတချို့ကလက်ဖွားလေးကင်ပြီးတော့ဓာတ်ကူးပြီးတာရှိသေးတယ်ဘာဓာတ်တွေဝင်သွားတယ်တော့မသိဘူးပေါင်းသင်းဆက်ဆံရေးဟာဥပနိဒယပစ္စည်းအနေနဲ့လိုအပ်တယ်ပုဂ္ဂိုလ်ကလည်းဥပနိဒယပစ္စည်းအနေနဲ့ကျေစုပြုနိုင်တယ်ဒါကြောင့်မို့အပေါင်းအသင်းလုပ်တဲ့အခါမှာပီတိကင်းမဲ့နေတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ကိုမပေါင်းမဲအမြဲတမ်းပြုံးလို့ပီတိဖြစ်နေတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းပါကိုယ်လည်းပီတိဖြစ်လာတယ်လူတယောက်ကရဲရင်ကျန်တဲ့လူတွေကလည်းရဲကြတာပဲတယောက်ကစူပုတ်ထားလို့ရှိရင်ကျန်တဲ့လူတွေကလည်းစူပုတ်ကုန်တာပဲဒါကဓာတ်ကူးသွားတာဒါကြောင့်မို့ရှောင်ရံနဲ့ဆောင်ရံဒီနှစ်ခုကိုရှေ့ဦးစွာပြုလုပ်ရမယ်ဆောင်တဲ့နာကပုဂ္ဂိုလ်မဟုတ်ပဲတရားနဲ့ပတ်သက်တယ်ပီတိဖြစ်စေနိုင်တဲ့ကမ္မထမ်းကိုနှလုံးသွင်းရမယ်ပီတိဖြစ်ကြောင်းတရား17မျိုးဆိုပြီးတော့အထာဂရမှာပြထားတယ်အဲ့ဒီ17မျိုးတည်းကပီတိဖြစ်ခြင်းလို့ရှိရင်ဘာလို့ရမလဲဖရာရုပ်ပွားဆင်းတုတော်ဖြစ်စီခုခေတ်မှာတော့ရုပ်ပွားဆင်းတုပဲရှိတာဖြစ်လို့ကိုကြည်ညိုရတဲ့ရုပ်ပွားဆင်းတုဖြစ်စေသို့မဟုတ်ဖရာရဲ့ဂုဏ်တော်ဖြစ်စေအာယုံပြုလိုက်လို့ရှိရင်ပီတိတွေဖြစ်လာတတ်တယ်တရားတွေထက်သန်ပြီးတော့မြတ်စွာဘုရားဂုဏ်ကျေးဇူးကိုအံ့ဩချီးမွမ်းကျေးဇူးတင်ပြီးမြတ်စွာဘုရားဂုဏ်ကိုအမြဲတမ်းပွားထုံနေတဲ့ပုဂ္ဂိုလ်တွေဆိုရင်ပီတိဖြစ်တယ်ပေါ့ဘုရားဂုဏ်ကိုအာယုံပြုရင်ပီတိဖြစ်တယ်ပီတိခွာနီးဝိပဿနာရှုကျင်ပြီဆိုရင်ပီတိကိုခွာရတယ်ခွာပုံခွာနီးက2မျိုးရှိတယ်ပထမခွာနီးကပီတိရဲ့သဘာဝကိုဆင်ခြင်တာလဲပီတိကိုခွာတာဘာဖြစ်လို့လဲဆိုရင်ဒီပီတိဖြစ်နေတာကအာယုံကြောင့်ဖြစ်တာဘုရားအာယုံကြောင့်ပီတိဖြစ်တာဒီတော့ဘုရားအာယုံကနေပြီးတော့ပီတိကိုအာယုံပြောင်းလိုက်တာဘုရားအာယုံကိုအာယုံပြုပြီးပီတိဖြစ်နေလို့ရှိရင်ဘုရားအာယုံကိုလွတ်ပြီးတော့ဖြစ်နေတဲ့ပီတိကိုရှုတာအဲ့ဒါဝိပဿနာကူးတဲ့နည်းပေါ့ပီတိကပရမတ္ထတရားကိုယ်တဏ္ဍာမှာတကယ်ဖြစ်နေတဲ့ပရမတ္ထတရားဖြစ်တဲ့ပီတိကိုသဘာဝလက္ခဏာအနေနဲ့ရှုတတ်ပြီဆိုရင်တော့ဘုရားအာယုံမဟုတ်တော့ဘူးပီတိကိုအာယုံပြီးတဲ့ဝိပဿနာဉာဏ်ဖြစ်သွားပြီဒါကနည်းတစ်မျိုးနောက်တစ်နည်းကပီတိဖြစ်နေလို့ရှိရင်အဲ့ဒီပီတိရဲ့ဆွမ်းအားတွေကိုယူပြီးကိုရှုနေကြကမ္မထမ်းကိုပြောင်းရှုပါတဲ့အဲ့ဒါလည်းပီတိကိုခွာတာပဲပေါ့ဖြစ်နေတဲ့ပီတိကိုဖယ်ထုတ်လိုက်ပြီးကိုရှုနေကြတရားကိုရှုတာအာနာပါနကိုရှုနေရင်အာနာပါနကိုပြန်ရှုအဲ့လိုနည်းနဲ့သွဲနဲ့ဒီပီတိကိုခွာလို့ရတယ်ဗုဒ္ဓနုဒတိကမ္မထံပွားနေပြီဆိုတဲ့ပုဂ္ဂိုလ်တချို့တွေမှာပီတိတံမောစဉ်တွေဖြစ်လာတယ်နောက်တစ်ခုတရားဂုံတော်ကိုအာယုံပြုပြီးစိတ်ကြည်နူးမှုရအောင်ပွားအဲ့ဒါကဓမ္မနုဒတိတန်ခါဂုံကိုအာယုံပြုပြီးစိတ်ကြည်နူးအောင်ပွားဒါကတန်ခါနုဒတိဘုရားတရားတန်ခါအလွတ်ကိုဆန်းစစ်ပြီးတော့ငါငယ်ကလေးကစပြီးဒီကနေ့ထိသူများအသက်မတက်ဘူးလို့တွေးလိုက်ရင်ဝမ်းသာတယ်ဒုစရိုက်လုပ်ငန်းတွေကရှောင်နေတွေးလိုက်တာဝမ်းသာတယ်အဲ့ဒီလိုပီတိမျိုးဖြစ်အောင်ကိုယ်တီလာကိုဆင်ញင်ပေးတာဟာလည်းပီတိဖြစ်ဖို့အကြောင်းပဲနောက်တစ်ခုကမိမိကိုယ်တိုင်ဒါနကောင်းမှုပြုတယ်ဥပမာကျောင်းဆောင်လှူထားတယ်ဘုရားတည်ပြီးတော့ထားတယ်လှူထားတယ်ဘယ်လိုကုသိုလ်မျိုးပဲဖြစ်ဖြစ်လူမှုရေးကုသိုလ်တွေပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုတွေပြုပြီးအဲ့ဒီကုသိုလ်တွေကိုစဉ်းစားဆင်ခြင်လိုက်တဲ့အခါငါကောင်းတာတွေလုပ်ထားတာပဲဆိုပြီးစာဂာနုဒတိပွားတယ်စာဂာနုဒတိဘာဝနာကလည်းပီတိဖြစ်နိုင်တယ်နောက်ဒေဝတာနုဒတိဆိုတာရှိတယ်ဒေဝတာနုဒတိဆိုတာနတ်တွေကိုအောင်းမိတာကိုပြောတာမဟုတ်ဘူးဒေဝတာနုဒတိရဲ့သဘောကခွန်ဖဲလောက်တာနှိုင်းရှင်တာတရားသီလသုဒ္ဓဆာကပညာဆိုတဲ့ဒီအချင်းတွေရှိပြီးကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်ရောက်ကြတယ်နတ်ဖြစ်တယ်ဆိုတာကအဲ့လိုကောင်းမြတ်တဲ့စိတ်ဓာတ်နဲ့အရေးချင်းတွေရှိမှနတ်ဖြစ်တာဒီတော့ငါကိုယ်တိုင်လည်းပဲဒီကနေ့နတ်တွေမှာရှိတဲ့တရားမျိုးသီလမျိုးတမာတိမျိုးပညာမျိုးသုတ္တမျိုးစာကမျိုးဆိုတာတွေငါတဏ္ဍာမှာလည်းရှိတယ်အဲ့လိုအာယုံပြည့်ပြီးနတ်တွေနဲ့နှိုင်းရှင်တယ်နတ်တွေမှာရှိတဲ့တရားမျိုးငါမှာရှိတယ်လို့ဝမ်းမြောက်ဝမ်းသာဖြစ်နိုင်တယ်တဲ့အဲ့ဒါဟာဒေဝတာနုဒတိပေါ့နော်နတ်တွေမှာရှိတဲ့တရားမျိုးငါမှာရှိတယ်လို့စိတ်ထဲကနှလုံးသွင်းလိုက်လို့ရှိရင်နတ်ဖြစ်ဖို့ဘာခဲရင်လဲဆိုပြီးကိုယ့်ရဲ့ဘဝနောင်ရည်စိတ်ရေးပြီးတော့ကြည်နူးလာတယ်အဲ့ဒါလည်းပဲဒေဝတာနုဒတိအဲ့ဒီတမထကမ္မထံကျင့်ဉာဏ်ကျုပ်ကိုအားထုတ်ခြင်းဖြင့်ပီတိတွေဖြစ်လာနိုင်တယ်နောက်တစ်ခုကတော့ဥပတမနုဒတိနိဗ္ဗာန်ဆိုတာအင်မတန်မှငြိမ်းချမ်းတယ်ဆိုရက်ငြိမ်းချမ်းတဲ့သဘာဝကိုစင်ကြယ်စဉ်းစားပြီးငြိမ်းချမ်းတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုလိုက်ရရင်သိကောင်းမှာပဲလို့တွေးရင်နဲ့ပီတိတွေဖြစ်တာပေါ့အဲ့ဒါကိုဥပတမနုဒတိလို့ခေါ်တယ်အဲ့တော့ဗုဒ္ဓနုဒတိဓမ္မနုဒတိသံဃာနုဒတိသီလနုဒတိစာဂာနုဒတိဒေဝတာနုဒတိဥပတမနုဒတိလို့ဒီလိုအနုဒတိ9ပါးဟာပီတိကိုဖြစ်စေတတ်တဲ့တရားတွေပဲအကုန်လုံးလုပ်ဖို့ပြောတာမဟုတ်ဘူးကိုကြိုက်ရတစ်ခုခုလုပ်ဖို့ဗုဒ္ဓနုဒတိနဲ့ပီတိဖြစ်တာလည်းရှိတယ်တခြားဟာတွေနဲ့လည်းပီတိဖြစ်တာရှိတယ်ဘုဒ္ဓဒေဝထေရဝတ္ထုဒီဟိုကျွန်းအနုရာဓပူရမြို့မှာမဟာဇေဒီဆိုတာရှိတယ်မြန်မာပြည်ကကောင်းမှုတော်ဇေဒီကြီးနဲ့ခက်ဆင်တူတယ်သူတို့ဒီဟိုသားတွေကတော့ယူဝံဝေလီလို့ခေါ်တယ်
ဗုဒ္ဓဒေဝမထေရကအဲ့ဒီမဟာစေတီပေါ်မှာဘုရားကုံကိုပွားပြီးတန်ရှင်းလုပ်တယ်ဗုဒ္ဓနုဒတိအမြဲတမ်းပွားများတယ်ပေါ့ဒီနေ့ကျတော့သူတပြက်စီးလှည့်ထားတဲ့နေရာကိုနွားကြီးတကောင်ကတက်လာပြီးနွားချေးတွေပါချတာအဲ့ဒီမှာသူကပြန်ပြီးတော့ဓမြက်စီးတွေလှဲနွားချေးတွေကျုံးရပြန်တယ်တရလည်းမဟုတ်ဘူးနှစ်ရလည်းမဟုတ်ဘူးလာနေတာလေဘယ်ကလာမှန်းလည်းမသိဘူးပြီးတော့လည်းပျောက်သွားတယ်ဒီနေ့ကျတော့ဒီလိုနှောက်ယှက်နေတာဘာတူလဲလို့မေးတဲ့အခါမာနက်ဖြစ်နေတယ်ဘုရားကိုအာယုံပြုတ်ပြီးတော့ဇေဒီရင်မြေတန်ရှင်းလုပ်နေတာပီတိတွေဖြစ်တာကိုပြက်အောင်လာနှောက်ယှက်တာကိုသူကမေးတဲ့အခါကျတော့မာနက်လို့ဆိုတော့အဲ့ဒီမထေကြီးကအေးမာနက်မင်းဘုရားကိုမှီတယ်မဟုတ်လားဆိုတော့မှီပါတယ်တဲ့ဘုရားမြင်ဘူးလို့ရှိရင်ငါ့ကိုဘုရားပုံစံဖန်ဆင်းပြစမ်းပါငါဖူးခြင်းနဲ့မာနက်ကပြောတယ်ဖန်ဆင်းပြနိုင်ပါတယ်တဲ့အဲ့ဒီလိုပြောပြီးတော့မာနက်ကဗုဒ္ဓပုံစံဖန်ဆင်းလိုက်တယ်အဲ့ဒီမထေကြီးကဘုရားကုံငကိုကလေးကကြည်ညိုရတဲ့အထက်ဘုရားကြွလာပြီလို့သူ့မျက်စိနဲ့ထင်ထင်ကြီးမြင်လိုက်တဲ့အခါပီတိဖြစ်တယ်ပီတိမဖြစ်အောင်နှောက်ယှက်နေတဲ့မာနက်ဖြစ်လင်ကစားဘုရားအစိတ်ကဲ့သို့တက်ဝင်လှုပ်ရှားတဲ့မြတ်စွာဘုရားရဲ့နိမိတ်ရုပ်ပုံတော်ကိုမာနက်ကြီးဖန်ဆင်းတဲ့အခါမှာတတ်တော်ထင်ရှားမြတ်စွာဘုရားအဖြစ်ကြည်ညိုလိုက်တာပီတိတွေတဖွာဖွာဖြစ်ပြီးနောက်ဆုံးအဲ့ဒီပီတိကိုခွာလိုက်တယ်ဆိုတာခုနကပြောတဲ့နီးနှစ်နီးတဲ့ကတနည်းနဲ့ခွာလိုက်တာခွာပြီးဝိပဿနာကူးလိုက်တာယဟန္တာဖြစ်သွားနောက်တစ်ခုကပတာတနိယတုတ်တန္တပစ္စဝိခဏကိုကြည်ညိုတဲ့တုတ်ကိုအတန်နေအတန်ထားလေးနဲ့ရွတ်ဖတ်ရင်ပီတိဖြစ်တယ်ကြည်ညိုပဲကောင်းတဲ့တုတ်ဖတ်လို့နားလို့ကြည်ညိုလို့ကောင်းတဲ့တုတ်ကိုရွတ်ဖတ်တာရှမ်းပြည်မှာအမျိုးသမီးကြီးတယောက်ကပါရယနာတုတ်ကိုအလွတ်ရအောင်ကြက်ပြီးနေ့စဉ်ရွတ်တဲ့ပရိတ်ရွတ်လို့စိတ်ကြည်နူးရင်လဲပရိတ်ရွတ်တာပေါ့ EDP တော်ရွတ်လို့စိတ်ကြည်နူးရင်လဲ EDP တော်ရွတ်တာပေါ့ဓမ္မစကြာတို့အနတ္တလက္ခဏာတုတ်တို့ရွတ်လို့ကြည်နူးမှုရှိရင်လဲရွတ်တာပေါ့အဲ့ဒီလိုရွတ်ဖတ်တဲ့ဆင်ခြင်ခြင်းဟာလဲပီတိကိုဖြစ်စေနိုင်တယ်တဲ့နောက်ဆုံးတစ်ခုကဒရတိမုတ်တတာပီတိဖြစ်အောင်စိတ်ကိုညှွတ်ထားတယ်ငါစိတ်ထဲမှာပီတိဖြစ်ရမယ်လို့ဖြစ်ချင်တဲ့စိတ်ကလည်းရှိဖို့လိုသေးတာကိုအားလုံးပေါင်းလိုက်တော့12ခု1ပီတိကင်းမဲ့နေတဲ့ပုံကိုရှောင်း2ပီတိရှိတဲ့ပုံကိုနဲ့ပေါင်းသင်းဆက်ဆံ3ကြီးညိုပွဲကောင်းတဲ့တုတ်တန်ကိုရွတ်ဖတ်ဆင်ခြင်း4ပီတိဖြစ်ဖို့ရာစိတ်ကိုအမြဲတမ်းညှွတ်ထားရမယ်အနုတ္တိ9ပါးပွားတာ9ခုအကျဉ်းအဖြစ်သမထကျင့်စဉ်ကျင့်လို့ရှိရင်ဇန်နဲ့ရှင်တဲ့ပီတိတွေဖြစ်စေတယ်ဝိပဿနာနဲ့ရှင်လာလို့ရှိရင်လည်းဝိပဿနာပီတိဖြစ်တယ်ဝိပဿနာပီတိကနေတဆင့်တက်ပြီးတော့မက်နဲ့ရှင်တဲ့ပီတိပူနဲ့ရှင်တဲ့ပီတိဆိုရင်အဲ့ဒီကြရင်လမ်းဆုံးသွားပြီပေါ့ပီတိကိုအဲ့ဒီအထိအောင်ပွားရမယ်လို့ပြောတာမက်ကိုစိုက်ထိသွားသည့်အထိအောင်ပီတိကိုပွားရမယ်ဝိဝေကနေတိတံဝိရာကနေတိတံဝိဝေကနေတိတံကာမဂုဏ်အာယုန်တွေလွတ်ကင်းသွားတဲ့အနေထားကာမဂုဏ်အာယုန်စိတ်တွေကင်းပြတ်သွားတာအဲ့ဒီစိုက်ထိအောင်ပွားဝိရာကနေတိတံဆိုတာကာမဂုဏ်စိတ်တွေခြုံငိမ့်သွားတဲ့အထိအောင်ပွားဝိပဿနာပွားရင်းကနေပြီးမက်ဖို့ရသည့်အထိအောင်ပွားရမယ်ဒါကပိဋိတံဘောဇဉ်နဲ့ပတ်သက်လာလို့ရှိရင်ကိုယ်တဏ္ဍာမှာဘယ်ပုံဖြစ်အောင်လုပ်ရမယ်ဆိုတာအကြောင်း7မျိုးပြထားတာအဲ့ဒီထဲကကိုနှစ်သက်တဲ့အကြောင်းတရားတွေနဲ့ကိုယ်မှာပိဋိဖြစ်အောင်လုပ်ဖို့လိုတယ်ပိဋိဆိုတာလည်းသူ့ဟာသူအလိုလျောက်ပေါ်လာတာမဟုတ်ဘူးလေ့ကျင့်ပြုထောင်ပေးရမယ်မကောင်းတဲ့ပိဋိတွေတောင်မှပဲလူတွေကအမြဲတမ်းဖြစ်တာမှမဟုတ်တာစိတ်ညစ်နေတဲ့လူကြီးသွားကြည့်ရင်ဘယ်ပိဋိဖြစ်မလဲဒီတော့တရားနဲ့ပတ်သက်တဲ့ပိဋိဖြစ်ဖို့အင်မတန်မှခဲရင်နဲ့စူးစမ်းမှရတယ်လို့ဒီလိုမှတ်ရမယ်ပတ္တိတံဘောဇဉ်ကနောက်ပတ္တိတံဘောဇဉ်ပတ္တိဆိုတာပူပင်မှုကင်းခြင်းစိတ်ကိုလောဘဒေါသမောဟမာမာနစတဲ့ကိလေသာတွေကပူလောင်စေတာအဲ့ဒီပူလောင်စေတတ်တဲ့ကိလေသာတွေငြိမ်းသွားပြီဆိုရင်ကာယပတ္တိစိတ်တပတ္တိဖြစ်တဲ့ကာယကိုစေတသိက်အစုလို့ပြောပြီးစိတ်တပတ္တိကစိတ်ကိုညှိုးတာဖြစ်တယ်ဒီတော့ပတ္တိငြိမ်းချမ်းနေဆိုတာစိတ်ငြိမ်းတာကိုအဓိကထားပြောတာစိတ်ထဲမှာအေးချမ်းသွားပြီးကိလေသာပူပင်မှုတွေမရှိတော့ဘူးဆိုရင်ပတ္တိတံဘောဇဉ်ဖြစ်တယ်ပတ္တိရဲ့လက္ခဏာကဘာလဲဥပဒမလက္ခဏာအပူတွေကင်းသွားခြင်းအပူပင်မရှိခြင်းသဘောလက္ခဏာရှိတယ်ပူပင်ကင်းခြင်းပူပန်ခြင်းကင်းခြင်းငြိမ်းအေးခြင်းသဘောလက္ခဏာရှိတယ်ပတ္တိရဲ့ဆောင်ရွက်မှုကိစ္စကကိုယ်နဲ့စိတ်ကိုပူပန်စေတတ်တဲ့ကိလေသာတွေကိုချိုးနှိမ်ပစ်ခြင်းကိစ္စရှိတယ်ပတ္တိဖြစ်လာလို့ရှိရင်ပတ္တိကအပူတွေကိုချိုးနှိမ်ပစ်တတ်တယ်ပတ္တိရဲ့ပစ္စုပ္ပတ္ထပုံရိပ်ကကိုယ်စိတ်တွေလှုပ်ရှားရောက်ရခက်ခြင်းမရှိပဲကိုယ်ရောစိတ်ပါအေးချမ်းသည့်အနေအထားကိုရှုမြင်ရတယ်ပတ္တိဖြစ်ပြီးဆိုလို့ရှိရင်လှုပ်ရှားတာတွေမရှိတော့ဘူးလောဘနဲ့လှုပ်ရှားတာဒေါသစိတ်နဲ့လှုပ်ရှားတာတွေကိလေသာတွေနဲ့ပတ်သက်ပြီးစိတ်လှုပ်ရှားမှုတွေကိုချိုးနှိမ်ပြီးတော့စိတ်လှုပ်ရှားမှုတွေကင်းပြီးတကယ်ငြိမ်းချမ်းတဲ့အနေအထားတစ်ခုအဖြစ်ရှုမြင်ရတယ်ပတ္တိသည်ဒုက္ခနဲ့တမာတိကိုအထောက်အကူပြုတာမို့အမြဲတမ်းမှအရေးကြီးတယ်ပတ္တိဖြစ်ကြောင်းတရားပတ္တိဖြစ်အောင်ဘယ်လိုလုပ်မလဲပတ္တိဖြစ်ဖို့ရာအကြောင်းတရားများကိုရှောင်စရာနဲ့ဆောင်စရာအပါအဝင်9မျိုးလို့အထကရာမှာပြတယ်ရှောင်ရမှာကကိုယ်အနေနဲ့ကလည်းညှိုးမိန်စိတ်ကလည်းပူပန်နေတဲ့ပုံကူမျိုးကို
မပေါင်းနဲ့အမြဲတမ်းမျက်နှာသေးကြီးနဲ့စိတ်ညစ်နေတဲ့ပုံကိုပေါင်းရင်တော့သူ့မြင်တာနဲ့ကိုယ်လည်းစိတ်ညစ်သွားမှာပဲအေးချမ်းမှုဆိုတာမရနိုင်ဘူးစိတ်ညစ်နေတဲ့ပုံကိုရဲ့မျက်နှာကိုကြည့်လိုက်ရင်စိတ်ညစ်စရာကြီးပဲအဲ့ဒါကြောင့်မို့အဲ့ဒီပုံကိုမျိုးနဲ့မပေါင်းနဲ့သူ့ကိုရှောင်ဆောင်ရမှာကအမြဲတမ်းကိုယ်စိတ်ငြိမ်းချမ်းနေတဲ့ပုံကိုမျိုးနဲ့ပေါင်းရမယ်ဒါကပုံကိုနဲ့ပတ်သက်ပြီးရှောင်စရာဆောင်စရာဒါကအကြောင်းနှစ်ခုနောက်ထပ်တစ်ခုကပတ္တိဖြစ်ဖို့ရာအတွက်အစားကောင်းကောင်းစားရတယ်ပတ္တိဖြစ်အောင်ကောင်းပေဆိုတဲ့အစာလေးတွေစားပေးရမယ်ပဏိတဘောဇနတေဝနာတာမွန်မြတ်တဲ့အစာအာဟာရမိဝဲခြင်းဝိနည်းကျမ်းထဲမှာပဏိတဘောဇင်ဆိုတာအသားဟင်းတို့ငါးဟင်းတို့ထောပတ်ထမင်းတို့ဒါမျိုးတွေကိုပဏိတလို့ခေါ်တာထောပတ်စီဦးစီပြားရည်တင်လဲအသားငါဒါတွေကိုပဏိတဘောဇင်လို့ခေါ်တယ်မြင့်မြတ်တဲ့အစာအာဟာရကောင်းမြတ်တဲ့အစီအစိမ့်ရှိတဲ့အစာကောင်းကောင်းစားရတဲ့နေ့ဟာကိုယ်ကလည်းလန်းတယ်စိတ်လည်းလန်းတယ်ငြိမ်းချမ်းတယ်နောက်တစ်ခုကဥရုဒုက္ခတေဝနာတာယာတိဥရုကောင်းဖို့လိုတယ်ကောင်းတဲ့ယာတိဥရုကိုမှီဝဲရမှာကိုယ်စိတ်ငြိမ်းချမ်းမှုဖြစ်နိုင်တယ်ဥရုကဆိုးလိုက်တာအုံအိုက်ကြီးဆိုလို့ရှိရင်ဘယ်ပတ္တိဖြစ်မလို့အဲ့ဒါကြောင့်ကိုယ်နဲ့တင့်တော်တဲ့ဥရုနဲ့နေရမယ်မနှစ်တုန်းကရန်ကုန်မှာပူလိုက်တာရန်ကုန်နေမကပါဘူးတခြားမြို့တွေမှာလည်းပူတာပဲအဲ့ဒီလိုပူတာကြောက်ပြီးဒီနှစ်မင်းမျိုးသွားနေလိုက်တဲ့အခါအပူမခံလိုက်ရဘူးဥရုဒုက္ခဖြစ်သွားတာပေါ့အဲ့ဒီလိုကိုယ်နဲ့တင့်တော်တဲ့ယာတိဥရုမျိုးနေမယ်ဆိုရင်ပတ္တိဖြစ်တယ်ဒါကအပြင်ဘက်ကအကြောင်းတွေကိုပြောနေတာပတ္တိဖြစ်ဖို့ကောင်းတဲ့ယာတိဥရုရွေးပြီးနေပါနောက်တစ်ခုကဣရိယာပဋ္ဌဒုက္ခတေဝနာတာကြာမထိုင်နိုင်ဘူးဆိုရင်မထိုင်နဲ့ပေါ့ထိုင်ရင်နားတယ်ဆိုရင်မထိုင်နဲ့တတတာလေးထိုင်တတတာလေးနေတတတာလေးလမ်းလျှောက်လျောင်းထိုင်ရက်သွားဘယ်အဋ္ဌိယာပုတ်ကကိုယ့်အတွက်ချမ်းသာတယ်လဲဆိုတာကြည့်ချမ်းသာတဲ့အဋ္ဌိယာပုတ်နဲ့နေတဲ့အဲ့ဒါဟာပတ္တိဖြစ်ခြင်းအကြောင်းတစ်ခုပဲနောက်တစ်ခုအရေးကြီးတာကမစ္ဆဒပယောဂတာမစ္ဆဒပယောဂတာဆိုတာဘယ်ကိစ္စလုပ်လို့အစွန်းမရောက်စေရဘူးအလဲလက်လှုပ်ဆောင်မှုရှိရတယ်ဝိရိယနဲ့တမာတိထိန်းညှိပြီးနေသွားလို့ရှိရင်ပတ္တိဖြစ်တယ်ဒါကတော့ကျင့်ယူရမယ့်ဟာတစ်ခုပေါ့နောက်ဆုံး9ခုမြောက်ကတော့တရတိမုဒ္ဒတာပတ္တိဖြစ်စေရမယ်လို့ကိုယ်စိတ်ထဲမှာစိတ်ညွတ်ထားဖို့လိုတယ်တဲ့ပူစရာတွေမတွေးနဲ့ပေါ့ပူစရာတွေးရင်ပူမှာပဲလေတချို့ဘာမဟုတ်ညာမဟုတ်တွေးပူနေတဲ့လူတွေကလည်းရှိသေးတယ်2012ခုကြကဘာကြီးပြက်လိမ့်မယ်ဆိုပြီးတွေးပူတာအဲ့လိုမပူပဲကိုယ်စိတ်ကိုစောင့်တည်ထားပြီးပတ္တိဖြစ်အောင်ကြိုးစားဖို့လိုတယ်ပတ္တိဟာဒုက္ခသို့ဥတည်သွားနိုင်တယ်တမာတိသို့ဥတည်သွားနိုင်တယ်တမာတိကယထာဘူတညာနာဒသနာကိုဥတည်သွားတယ်ဒါကြောင့်မို့ပတ္တိဖြစ်ဖို့ရအင်မတန်မှအရေးကြီးတယ်ပတ္တိကဒုက္ခကိုဖြစ်ပေါ်စေတယ်ဒုက္ခကတမာတိကိုဖြစ်ပေါ်စေတယ်တမာတိကယထာဘူတညာနာဒသနာမှန်မှန်ကန်ကန်မြင်မှုကိုဖြစ်ပေါ်စေတယ်ဒါကြောင့်ပတ္တိတမောစဉ်သည်ဉာဏ်ရည်ဉာဏ်သွေးတက်ဖို့အတွက်အရေးကြီးတယ်မက်စိတ်ဖို့စိပေါ်လာတဲ့အခါပတ္တိကအလိုလျောက်ခိုင်မာဖြစ်သွားတာဘာဖြစ်လို့တော့ဆိုရင်မက်စိတ်ကကိလေသာကိုဖယ်လိုက်တာကိုဖယ်လိုက်တော့ပူစရာမရှိတော့ဘူးပူစရာမရှိလို့ငြိမ်းချမ်းသွားတဲ့သဘောပဲဒါပတ္တိဖြစ်ခြင်းရဲ့အကြောင်းတရားတွေကိုပြောတာနော်တမာတိတံဘောစဉ်ကပတ္တိတံဘောစဉ်ဖြစ်ပြီးတဲ့နောက်တမာတိတံဘောစဉ်တမာတိအကြောင်းကိုလက္ခဏာရတပစ္စုပ္ပထံရှုထောင့်ကနေပြီးပုံဖော်ကြည့်အောင်တမာတိဆိုတာအဝိခေပလလက္ခဏာအဝိခေပလက္ခဏာအာယုံမျိုးမျိုးပေါ်လွင့်ပြန်မှုမရှိခြင်းလက္ခဏာရှိတယ်ဝိခေပဆိုတာဟိုအာယုံဒီအာယုံမျိုးမျိုးသောအာယုံတွေပေါ်မှာစိတ်ကိုပြစ်လွတ်နေတာဆိုလိုတာကစိတ်ကလေးကငြိမ်မနေပဲဟိုအာယုံရောက်သွားလိုက်ဒီအာယုံရောက်သွားလိုက်ဖြစ်တာကိုဝိခေပလို့ခေါ်တယ်မြန်မာလိုပြန့်လွင့်တယ်လို့လည်းပြောတယ်ပြန့်လွင့်တယ်ဆိုတာအာယုံရှိရလိုက်နေတာဘာနဲ့ဥပမာတူသလဲမြောက်ဟာဒီတက်ကိုင်းဆွဲကင်လိုက်ဟိုတက်ကိုင်းဆွဲကင်လိုက်နဲ့တစ်ပင်ပေါ်မှာအငြိမ်ကိုမနေဘူးအဲဒီလိုစိတ်ကအာယုံရှိသမျှခုံပြန်ပြီးအာယုံရှိရဘက်သွားနေတာခုံပြန်ပြီးသွားနေတာအဲ့ဒါကိုဝိခေပလို့ခေါ်တယ်အဲဒီလိုအာယုံရောက်သွားလိုက်ဟိုအာယုံရောက်သွားလိုက်နဲ့ဖြစ်နေတာစိတ်ကိုတမာတိကထိန်းချုပ်လိုက်တဲ့အခါဟိုရောက်သွားလိုက်ဒီရောက်သွားလိုက်မရှိတော့ဘူးအာယုံတစ်ခုအပေါ်မှာငြိမ်သွားတယ်အဲ့ဒါကိုအဝိခေပလက္ခဏာထိုအာယုံတွေပေါ်မှာစိတ်ကိုပြစ်တင်ပြီးတော့မပေးဘူးအာယုံတစ်ခုရဲ့ပေါ်မှာငြိမ်တယ်လို့ပြောတာနောက်တစ်ခုကအဝိတာရလက္ခဏာပြန့်ကျဲပြီးမနေဘူးကိုယ်စိတ်ဟာအာယုံလေးတစ်ခုရဲ့ပေါ်မှာငြိမ်နေတယ်တမာတိရဲ့ဆောင်ရွက်မှုကိစ္စကဘာလဲလို့ဆိုရင်စိတ်တစေတသိကာနံတံပိဏနရတောနရတောစိတ်စေတသိက်တွေကိုစုပေးခြင်းကိစ္စရှိတယ်စိတ်စေတသိက်အားလုံးဟာအာယုံတစ်ခုရဲ့ပေါ်မှာစုပြုံကြသွားအောင်တမာတိကဆွဲစုထားတာစိတ်တွေစေတသိက်တွေပြန့်ကျဲမသွားအောင်ဆွဲစုပေးထားတဲ့သဘောမျိုးဒါဖြင့်ပြန့်ကျဲသွားတာဟာဘယ်အရာကပြန့်ကျဲသွားစေတာတော့ဆိုရင်ဩဒိစ္စကပြန့်ကျဲစေတာဩဒိစ္စဆိုတဲ့သဘောဩဒိစ္စဆိုတဲ့သဘောတရားကအာယုံရှိသမျှပေါ်မှာလွင့်ပြန့်ပြီးတော့နေတဲ့သဘောကိုဆိုလိုတယ်
တမာတိတရားကိုရှုမြင်တဲ့အနေထားကဘယ်လိုလဲဆိုရင်စိတ်တတိတိစိတ်တတိတိပစ္စုပ္ပထာနစိတ်ငြိမ်သွားပြီးရက်သွားတယ်တပြေးတည်းပြေးနေတဲ့စိတ်ကလေးရက်တန့်သွားတယ်အာယုံတစ်ခုပေါ်မှာနဲ့အထက်ထက်ဖြစ်နေတယ်အာယုံမျိုးစုံကိုမသွားတော့ဘူးအာယုံတစ်မျိုးတည်းပေါ်မှာထက်ဖြစ်နေတာအဲ့ဒါရက်သွားပြီလို့ပြောတာစိတ်ကလည်းပဲအနိစ္စနဲ့အနိစ္စပဲစိတ်ကလည်းပဲအနိစ္စပဲအာယုံကလည်းအနိစ္စပဲအနိစ္စချင်းကြတော့သူ့ဟာနဲ့ပဲဟန်ကြနေတာပဲဆိုပါစို့ highway ကားလမ်းမကြီးပေါ်မှာကားနှစ်စီးပြိုင်ပြီးမောင်းနေတယ်ဆိုရင်နှစ်ခုလုံးကရွေရှားနေတာလေတစ်ခုကရက်ရင်တော့ခဏလေးပျောက်သွားတာပဲပေါ့ကားချင်းရှင်မောင်းနေတဲ့အခါမှာလိုပဲစိတ်နဲ့အာယုံဟာရှင်ပြေးနေတယ်လို့အာယုံတွေအများကြီးမဟုတ်ဘူးတစ်ခုတည်းပေါ်မှာရက်တည်သွားတာကိုစိတ်တတိတိလို့ခေါ်တယ်အဲ့ဒီအသွင်ပုံရိပ်အနေနဲ့မြင်ရတယ်တမာတိအကြောင်းတရားများဒါဖြင့်တမာတိတန်ဖိုးစဉ်ကိုဘယ်လိုဖြစ်အောင်လုပ်ရမလဲပညာတုံးကလိုပဲတမာတိဖြစ်ဖို့ရအတွက်ခန္ဓာကိုယ်တန်ရှင်းရေးလုပ်ရမယ်သဒ္ဓါနဲ့ပညာဝိရိယနဲ့တမာတိထိန်းညှိပေးရမယ်နမိတ်အာယုံတွေပေါ်မှာလိမ္မာကျွမ်းကျင်မှုရှိရမယ်အာယုံနမိတ်ကိုမှတ်ယူရ၌ကျွမ်းကျင်ပြီးစိတ်ကလေးကိုငြိမ်အောင်ထားလို့ရတယ်၄စိတ်တတပကနနာတာတမာတိဖြစ်ဖို့ရာကစိတ်ကိုမြင့်တင်ပေးဖို့လိုအပ်တယ်တဲ့ဒါကသူ့နေရာနဲ့သူပေါ့စိတ်ဓာတ်တွေကတိတ်ပြီးနှိမ့်ကြနေမြင့်တင်ပေးရမယ်နေကနာနာတာစိတ်ဓာတ်တွေကတိတ်တက်ကြွနေလို့ရှိရင်စိတ်ဓာတ်ကိုနှိမ်ပေးရမယ်တံပဟံတနာတာစိတ်တွေရှင်လန်းအောင်လုပ်ပေးရမယ်ဘာနဲ့လုပ်ရမလို့ဆိုတော့အာယုံပေါ်မှာနှလုံးသွင်းမှုနဲ့လုပ်ရမှာပဲဣဇုပိခဏတာအာယုံပေါ်မှာနေသားတကြရှိလို့ရှိရင်သိကြောင်းကြမဆိုင်ပဲအာယုံမှာမှီပြီးတော့ဒန်းစီးတယ်လို့လိုက်နေတာမျှတတကြည့်ရှုနေတာရှစ်အတမဟိတပုဂ္ဂလပရိဝေဇနတာရှောင်ရမှာကတော့တမာတိကင်းမဲ့တဲ့ပုံကိုယ်တွေနဲ့အပေါင်းအသင်းမလုံးနဲ့ကိုတမာဟိတပုဂ္ဂလတေဝနတာတမာတိရှိတဲ့ပုံကိုယ်တွေနဲ့အပေါင်းအသင်းလုပ်ပါ30ဇာနာဝိမောက္ခပစ္စဝေခဏတာတမထကျင့်စဉ်ကျင့်တာပဲဖြစ်ဖြစ်တမထကျင့်တာပဲဖြစ်ဖြစ်တမထကျင့်စဉ်ကျင့်လို့ရှိရင်ဆင်ခြင်ပေးရမယ်ကိုရတဲ့ဇန်ကိုဆင်ခြင်ပေးရမယ်ကိုရရှိတဲ့လွတ်မြောက်မှုကိုဆင်ခြင်ပေးရမယ်အဲ့ဒီလိုဆင်ခြင်ပေးခြင်းဖြင့်ကိုယ်စိတ်တည်ငြိမ်မှုဟာဖြစ်ပေါ်လာနိုင်တယ်7ဒထဝိမု ക്ത တာတမာတိတံမောစဉ်ဖြစ်ကိုဖြစ်စေရမယ်လို့စိတ်ကိုညှွတ်ထားရမယ်ဒီစိတ်ညှွတ်မှုကလည်းပဲအင်မတန်မှအရေးကြီးတာနော်ကိုယ်စိတ်ကိုကိုင်းညွတ်ပေးတာကို inclination ဆိုတာဒါဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ကိုညှွတ်ထားပြီးတော့ဖြစ်လာတာအားလုံးပေါင်းလိုက်တဲ့အခါ7မျိုးရှိတယ်ဒါကတမာတိကိုဖြစ်ပေါ်စေတတ်တဲ့တရား7မျိုးပေါ့အဲ့ဒီထဲမဲ့နိမိတ်ကုသလတာဆိုတဲ့အထဲမှာထွက်လေဝင်လေပေါ်အာယုံပြုတ်ပြီးတော့နေတာဟာဒီတမာတိကိုဖြစ်စေနိုင်တဲ့အာယုံကိုသိအောင်နော်ဘယ်လိုလုပ်ရင်တမာတိဖြစ်မယ်ဆိုတာကျွမ်းကျင်တယ်ဒီလိုဆိုလိုတာပေါ့အဲ့ဒါတမာတိနဲ့ပတ်သက်တဲ့ဟာတမာတိတမောစဉ်ဆိုတာမဂ်ကင်၈ပါးထဲမှာလည်းပါတယ်အင်မတန်မှအရေးကြီးတဲ့စွမ်းရည်တတ္တိရှိတဲ့တရားတစ်မျိုးပဲတမာတိကိုထူထောင်ပေးရမယ်ဘယ်တိအောင်ထူထောင်ပေးရမလဲဆိုရင်ဝိပဿနာဉာဏ်မဉဏ်ဖူဉဏ်အထိရအောင်ထူထောင်ပေးရမယ်လို့ဒီလိုပြောတာဥပိ္ပခာတံမောစဉ်နောက်တစ်ခုကဥပိ္ပခာတံမောစဉ်ဒီဥပိ္ပခာကစိတ်ရဲ့ခံစားမှုဝေဒနာကိုမပြောဘူးသင်္ခါရတရားနဲ့တရားဝါအပေါ်မှာတည်ငြိမ်မှုရှိတဲ့ဥပိ္ပခာ equanimity လို့ဘာသာပြန်တယ်ဒါဖြင့်ဥပိ္ပခာရဲ့သဘောကိုကြည့်ရအောင်ဥပိ္ပခာဆိုတာအများနားလည်နေတယ်လို့လစ်လျူရှုတယ်မခုံမပြောနေတဲ့ဒါမျိုးမဟုတ်ဘူးတဘာဝတရားတွေကိုထိန်းညှိပေးတဲ့အရာသာဖြစ်တယ်ဥပိ္ပခာရဲ့အမှတ်သားလက္ခဏာကပဋိသင်္ခါရလက္ခဏာစင်ကျင်စဉ်းစားခြင်းအမှတ်လက္ခဏာရှိတယ်စဉ်းစားတယ်အကောင်းအဆိုးအကြောင်းအကျိုးနားလည်တယ်ဒါကြောင့်စိတ်ကအစွန်းမရဘူးဒါမကောင်းဘူးဒါကောင်းတယ်လို့စင်ကျင်စဉ်းစားတတ်တဲ့အမှတ်သားရှိတယ်နောက်တစ်နည်းကတော့တမဝါဟိတလက္ခဏာတညီတဲ့တည်ဆောင်သွားခြင်းလက္ခဏာရှိတယ်တဘာဝတရားတွေဟာကိုယ့်ရုပ်ကာယစူးစီးလို့မရအောင်မဖြစ်ပဲတညီတဲ့တည်ဆောင်သွားတယ်ဥပိ္ပခာကရှင်ဘတ်တရားတွေကိုထိန်းညှိပေးတယ်လို့ဆိုတယ်နောက်သူ့ရဲ့ဆောင်ရွက်မှုကိစ္စကတော့ဥနာဓိကနိဝါရဏရတ္တဥနာဆိုတာရော့နေတဲ့အနေထားအဓိကဆိုတာလွန်ကဲသွားတဲ့အနေထားအရောလဲမခံအလွန်ကဲလဲမခံအလဲလက်တက်မဲ့အောင်ထားနိုင်တဲ့ကိစ္စရှိတယ်နောက်တစ်နည်းကပက္ခပါတုပစ္စေနရတ္တဟိုဘက်ဒီဘက်ကိုကြမသွားစေခြင်းဘယ်ဘက်မှမလိုက်ခြင်းတက်မဲ့ခြင်းဆိုတဲ့ကိစ္စရှိတယ်ဘယ်ဘက်မှမလိုက်ပဲသဘာဝတရားအပေါ်အာယုံအပေါ်မှာတက်မဲ့စေခြင်းကိစ္စရှိတယ်မစ္ဆတဘာဝပစ္စုပ္ပထာနာဘယ်တော့မှဆိုသူက
အဆုံးမရောက်ဘူးအလယ်လက်သဘောရှိစေတဲ့တရားအနေနဲ့ရှုမြင်ရတယ်ဥပိ္ပခာ၏အကြောင်းတရားများဥပိ္ပခာကိုဘယ်လိုလေ့ကျင့်မွေးမြူရမလဲဆိုရင်ဘယ်ရမဆိုရှောင်ရန်ဆောင်ရန်တို့ရှိတာကြီးပဲရှောင်ရမှာကတက်ရှိတရဝါကိုဖြစ်စေတက်မဲ့ပစ္စည်းဝတ္ထုကိုဖြစ်စေတွေ့တာတတ်တဲ့ပုဂ္ဂိုလ်ခင်မင်တတ်တဲ့ပုဂ္ဂိုလ်မျိုးနဲ့မပေါင်းနဲ့တရဝါသင်္ခါရအပေါ်မှာအလယ်လက်သဘောထားနိုင်တဲ့ပုဂ္ဂိုလ်ကိုပေါင်းပါဒါပေါင်းတဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီးဥပိ္ပခာတန်ဖိုးစဉ်ဖြစ်ဖို့အတွက်ဥပနိဒိယပစ္စည်းဖြစ်တဲ့အထောက်အကူကိုပြောတာနောက်အကြောင်းတစ်ခုကတတ္တမစ္စဒတာတရဝါတွေအပေါ်မှာအလယ်လက်သဘောထားနိုင်ရမယ်မိခင်လုပ်တဲ့ပုဂ္ဂိုလ်ကသားသမီးကိုချစ်တယ်တဦးနဲ့တဦးချစ်ကြတယ်ခင်ကြတယ်အဲ့လိုချစ်ခင်တွေ့တာမှုတွေမများအောင်ဘသူ့အပေါ်ပဲဖြစ်ဖြစ်သားပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်ရွှေမျိုးညီကိုမောင်နှမပဲဖြစ်ဖြစ်အလယ်လက်သဘောထားနိုင်အောင်ဆင်ခြင်ရမယ်တဦးနဲ့တဦးတိတ်ချစ်ခင်ပြီးမခွဲနိုင်မခွာရဖြစ်နေတဲ့အနေအထားမျိုးဆိုရင်ဥပိ္ပခာမဖြစ်နိုင်ဘူးဒီတော့တက်ရှိတရဝါအပေါ်မှာဘလို့ဆင်ခြင်ပြီးသူ့ကိုအလယ်လက်ဖြစ်အောင်ထိန်းညှိရမလဲဆိုရင်ဆင်ခြင်ပုံဆင်ခြင်နည်းနှစ်မျိုးရှိတယ်သားသမီးပေါ်တိတ်တွေ့တာနေတယ်ဆိုရင်ဘလို့တွေးရမလဲသူလဲသူ့ကန်နဲ့သူလာတာငါလဲငါကန်နဲ့ငါတနေ့ကျတော့ငါလဲငါလန်းသွားရမှာသူလဲသူလန်းသွားရမှာပဲမမြင်ရမနေနိုင်ဖြစ်မနေနဲ့ဒီလိုစဉ်းကျင်စဉ်းစားဖို့လိုတယ်သားပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်ညီကိုမောင်နှမပဲဖြစ်ဖြစ်မမြင်ရမနေနိုင်မဖြစ်အောင်ကံသားလျင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ဖះဟောထားတယ်ငါကလည်းငါကန်တိုင်းသွားရမှာသူလဲသူကန်တိုင်းသွားရမှာမေတ္တာတတ်ဝင်ဆောက်ရှောက်ရုံကလွဲလို့ဘာလုပ်နိုင်မှာလဲတွေ့တာနေလို့ဘာလုပ်ရမှာလဲစဉ်းကျင်စဉ်းစားပေးရမှာဒါဆိုရင်တရဝါအပေါ်မှာလစ်လျူရှုနိုင်တဲ့အနေအထားတစ်ခုရနိုင်သွားပြီဒါကတနည်းနောက်တနည်းကသားသမီးပေါ်မှာတွေ့တာလို့ရှိရင်သားသမီးဆိုတာတကယ်ရှိရလားစဉ်းကျင်စဉ်းစားလိုက်မြတ်စွာဘုရားကတရဝါဆိုတာမရှိဘူးလို့ခေါ်တယ်ယုံနဲ့နှစ်မျိုးပဲရှိတယ်ငါမှလည်းယုံနဲ့နှစ်မျိုးပဲရှိတယ်သူ့မှလည်းယုံနဲ့နှစ်မျိုးပဲရှိတယ်နာမည်လေးမှဲ့ထားလို့ခေါ်နေကြရတာတကယ်တော့ယုံနဲ့နှစ်မျိုးပဲတရဝါမရှိဘူးမရှိတာကြီးငါချစ်နေတာဖြစ်လိမ့်မယ်တွေ့တာနေတာဖြစ်လိမ့်မယ်လို့အဲ့ဒီလိုစင်ကျင်ပေးခြင်းအပြင်တက်ရှိတရဝါအပေါ်မှာတွေ့တာမှုလွန်ခဲ့တာကိုရှော့ချနိုင်တယ်နောက်တစ်ခုကသင်္ခါရမစ္စတာပစ္စည်းအပေါ်အလယ်လက်သဘောထားခြင်းသင်္ခါရဆိုတဲ့တတ်မဲ့ပစ္စည်းနဲ့ပတ်သက်လာလို့ရှိရင်တချို့ကတိတ်တွေ့တာလေငွေကလေးတောင်မှခဏထုတ်ကြည့်ပြီးဗီဒီယိုထဲပြန်ထည့်တာလာလွန်းလို့ကိုတော်မဝေ့ရဘူးနော်ပစ္စည်းလေးကိုတော်မကန်ရဘူးအဲ့ဒီလိုပစ္စည်းတွေအပေါ်မှာတိတ်တွေ့တာမှုရှိနေလို့ရှိရင်လည်းပဲနှစ်လန်းနှစ်သွယ်နဲ့ဆင်ခြင်ပေးရမယ်တမျိုးကဘယ်ပစ္စည်းပဲဖြစ်ဖြစ်ဒီပစ္စည်းတွေဟာမမြဲတဲ့သင်္ခါရသဘောတရားအရာတနေ့ကျပျက်စီးသွားမှာဘယ်ရမှမမြဲဘူးအဝိကလေးသဘောကျနေလို့ဗီဒီယိုထဲထည့်ထားမဝေ့ရမလုပ်ရနော်အဲ့ဒီလိုထားတဲ့အဝိကလေးဟာသူ့ဟာသူတဖြည်းဖြည်းဟောင်းလာမှာပဲဒီပစ္စည်းကိုပိုင်ဆိုင်သူဆိုတာတကယ်ကတော့မရှိဘူးပိုင်ဆိုင်သူမရှိတော့ဒါတွေကိုနှမျောတွေ့တာနေလို့အလကားပဲပိုင်ဆိုင်သူကင်းမဲ့တဲ့သဘောတရားကိုဆင်ခြင်စဉ်းစားပေးပါဘာဖြစ်လို့တော့ဆိုကိုမမပိုင်မှမပိုင်တာလူတွေကပိုင်နေထင်နေတာသေတော့မထားခဲ့ရဘူးလားဘယ်ပိုင်မှာတော့နော်ကိုတော့မပိုင်နိုင်တဲ့အရာမျိုးရှေးကဆရာတော်ကြီးတွေကကိုမှကိုမပိုင်ဘသူကိုမှဘသူမပိုင်လို့ရေးကြဟောကြတယ်အဲ့ဒီမပိုင်တဲ့သဘောလေးတွေကိုဆင်ခြင်စဉ်းစားကြည့်ခြင်းအပြင်သင်္ခါရတရားအပေါ်မှာအလယ်လက်သဘောထားနိုင်ပါတယ်နောက်တစ်ခုကတာဝကာလိကဘယ်ပစ္စည်းဖြစ်ဖြစ်ကိုယ့်လက်ထဲကနေတာခဏပဲထာဝရဆိုတာမရှိဘူးကြည်လေရန်ကုန်မြို့မှာချင်းချောင်းဖဲလိဆိုတာနန်းတော်ကြီးလိုပဲယခုပိုင်ဆိုင်တဲ့သူရှိသေးလားတာဝကာလိကပဲသူအသက်ရှင်တော့ကပိုင်တာအခုထားခဲ့ပြီလေရန်ကုန်မြို့ကြီးမှာအိမ်တော်ရာဖျားဆိုတာရှိတယ်မဟုတ်လားဘယ်သူအိမ်တော်ရာတော့တာယာဝတီမင်းရဲ့အိမ်တော်ရာဖြစ်တယ်ဒါကတော့သမိုင်းနဲ့ဆိုင်တယ်ပေါ့နော်တာယာဝတီမင်းသားရှိသေးလားမရှိတော့ဘူးရန်ကုန်မြို့မှာနာမည်ကျော်သွားတဲ့တထေးကြီးတွေစာဖိုးသားတို့စာဦးသွင်းတို့ရှိကြသေးလားရှိကြဘူးဒါကသူတို့ပိုင်ဆိုင်မှုဟာတခဏပဲမဟုတ်လားအခိုက်အတန့်လေးပဲပိုင်တာကိုအမြဲပိုင်တာမဟုတ်ဘူးအဲ့ဒီသဘောကိုစင်ကျင်စဉ်းစားကြည့်ဖို့လိုတယ်ငါပိုင်တော့ငါသုံးသွားမှပဲငါပိုင်တော့ငါဝစ်စင်မှပဲလို့သင်္ခါရတရားတွေပေါ်မှာတိတ်တွေ့တာမှုမထားဘဲနဲ့ရှော့ချရမယ်လို့ဒီလိုပြောတာတတ္တကေလာယနာသားသမီးကိုတိတ်ချစ်လွန်အားကြီးတဲ့အခါအလိုလိုက်တယ်စားကျင်တာကြွေးတယ်သွားကျင်တဲ့နေရာလွတ်တယ်အလိုလိုက်ပါများတော့နောက်ဆုံးမှပျက်စီးသွားမှာပေါ့ဒါကြောင့်မို့မစ္ဆဒသဘောမျိုးကိုထားရမယ်တဲ့တရားဝါတွေအပေါ်သင်္ခါရတွေအပေါ်မှာတွေ့တာမှုအားကြီးတဲ့ပုံကိုယ်တွေနဲ့မတွဲနဲ့တွေ့တာမှုနှဲပါပြီးတော့အလဲလက်ထားနိုင်တဲ့ပုံကိုယ်နဲ့တွဲပါဒါမှဥပိ္ပခာတန်ဘောဇဉ်ဆိုတာဖြစ်မှာလို့ဒီလိုပြောတာဥပိ္ပခာတန်ဘောဇဉ်ပွားနီအဲ့ဒီဥပိ္ပခာတန်ဘောဇဉ်ဟာဘယ်အထိအောင်ပွားရမလဲသမထကျင့်စဉ်နဲ့ပစ္စမဇံရအောင်ပွားမယ်ဝိပဿနာကျင့်စဉ်ရဝိပဿနာဉာဏ်စဉ်အဆင့်ဆင့်တက်ပြီးမက်စိတ်ဖို့စိတ်အပေါ်ဒီထိအောင်ပွားရမယ်တဲ့အဲ့ဒီလိုပွားပြီးဆိုမှဥပိ္ပခာတန်ဘောဇဉ်ပွားခြင်းရဲ့ကိစ္စပြီးစီးမှာဖြစ်တယ်ပေါင်းလိုက်တဲ့အခါဘောဇဉ်9ပါးတစ်ခုစီခွဲပြောရတော့လဲတကယ်ကတော့ဒီ9ခုဟာစွတ်စီစီရှိတယ်စွတ်စီစီရှိပြီးသတိနဲ့ထိန်းချုပ်ရမယ်စိတ်တဲ့နှိမ့်ကြနေဓမ္မဝိစီယဝိရိယဘောဇဉ်3မျိုးနဲ့ထိန်းညှိပေးတယ်
ဈေးတက်တွေကတက်ကြွနေရင်လည်းဘောဇင်3မျိုးနဲ့ထိမ့်ပေးရမယ်အဲ့ဒီလိုထိမ့်ညိပြီးမိမိတဏ္ဍာမှာဘောဇင်9ပါးသဘာဝတရားတွေစွမ်းအားပြည့်ပြည့်နဲ့ရလာပြီဆိုရင်မတ်ဖို့နိဗ္ဗာန်ရဖို့ဆိုတာသိကြပါတယ်ဒီကုန်းဘောဇင်9ပါးအကြောင်းကိုအထကရာမှာရေးထားတဲ့အတိုင်းရှင်းလင်းပြခဲ့ပြီးပွားပုံပွားနည်းကအတူတူပဲဖြစ်ကြောင်းတရားတွေကတော့တစ်ခုနဲ့တစ်ခုမတူဘူးကိုယ်တဏ္ဍာမှာဘယ်ဘောဇင်ကလုံနေလဲလူတဲ့ဘောဇင်ကိုထပ်ဖြည့်ပြီးကျင့်ရမှာပဲအသိဉာဏ်ကိုအထောက်အကူပြုနိုင်တဲ့ဒီဘောဇင်9ပါးအကျင့်တရားဟာမြတ်စွာဘုရားသာသနာရှိတဲ့အချိန်မှသာလျှင်သိရှိနားလည်ခွင့်ကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်နိုင်ခွင့်ရှိတယ်ဒါကြောင့်ပွားပုံပွားနည်းစနစ်တွေနဲ့အညီကိုယ်တဏ္ဍာမှာဖြစ်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်ကြရမှာဖြစ်တယ်နိဗ္ဗာန်မတ်ဖို့ကိုမျက်မှောက်ပြုနိုင်ရန်ဘောဇင်9ပါးအလေးထားကပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း